မဲသားနော်ဒါအမဲသားနော်ဒါတော့အမဲသားစားမယ်အားကစားသမားတွေအမဲသားစားရင်ကောင်းတယ်အမဲသားကြော်နေတယ်ကြည့်အကျော်လည်းစားလို့ရတယ်နော်တစ်ခါတလေဘာတစ်ခါနှစ်ခါစားရပဲကွာပြီးလို့ပြီးမစားရတော့ဘူးလေသိတဲ့အတိုင်းပဲတော့ပဲဆိုအမဲသားသေးတော့ဒါကမှဆိုတော့တကယ်တော့300လောက်ရှိမှာတော့ကြော်ပြီထေးနေနော်ဝဲကလေးတွေကလည်းအော်ရနေတော့ပြတ်နေတယ်ဝဲကလေးတွေတချီလို့အောင်စီအောင်စားပြီးတော့လည်းညံဖြစ်တယ်နဲ့အော်ရနဲ့ဒီလက်ချက်ဝဲစားတွေပါကျွေးဒီမှာစားနေတဲ့လူရှိတော့ဖိတ်ခေါ်တယ်ဒါတော့ဒီပြီးတော့လောက်စားမယ်နော်ပြီးတော့လောက်စားမယ်ပြီးနော်ခေးနေပဲငါကျက်တုံပြူညို့ဒီမထည့်သေးဘူးနည်းနည်းကျွတ်မှာနော်ကျွတ်မှာထည့်မယ်နော်ဒါကြတဲ့လူစီလာကြနော်နီးပြရမျိုးမကတော့ဘူးဒီချက်ပါချက်ကလေးမိဖြစ်တယ်ဆိုတော့ဒီလိုပဲနော်ကလေးတွေ့ရတော့ဟောမှာကလေးတွေ့ရဒီမှာนี่ကြောင့်ဒီကလေးတွေ့ကျဲဦးနဲ့အမေသားကြော်ထည့်ပေးတယ်နော်ဒီမှာအမေသားကြော်ဒါကြည့်လို့ရှိရင်လာကြတုတ်တယ်လဲအော်နေတယ်ဒီနေ့မိုးရွာတယ်နော်ပြီးတော့ငါပြီးတော့ခုနကြော်တယ်ငါပြီးတော့ဒီတို့စရာဒီလောက်ပဲဒီနေ့ကတော့စားတာဒီမှာ